ရှာတွက်တော့မယ်ဆိုပြီးတော့စာအုပ်ကောက်ခံလိုက်တယ်ယုံကြည်မှုပြည့်နေပဲဒါပေမဲ့နည်းနည်းလောက်ကြာတော့ငါကတင်ရှာပါတီမပါဘူးကွာဆိုပြီးလက်လျှော့လိုက်တာမျိုးကြုံမှုကြလားတင်ရှာရောက်နေညံမကောင်းလို့ခံစားနေရပြီလမ်းပြောင်းနေလို့စိတ်ရှုပ်နေရဆိုရင်တော့ဒီဗီဒီယိုကမင်းတို့အတွက်ပဲပြောပြမယ်တင်ရှာညံ့နေဆိုတာအဓိကပြဿနာမဟုတ်တင်ရှာကိုဘယ်လိုချင်းကပ်ရမလဲဆိုတဲ့နည်းတွေသိထားရင်တိတိတတ်တာတိုးတက်တာလေအဲ့ဒါကြောင့်မလို့တင်ရှာပေါ်ပို့ပြီးယုံကြည်မှုရှိလာပြီကောင်းကောင်းနားလည်လာခြင်းနဲ့ချက်6ချက်ကိုဒီဗီဒီယိုထဲမှာပြောပြပေးမယ်တကယ်ထိရောက်တဲ့နည်းတွေမို့လို့တစ်လအတွင်းမှာတိတိတတ်တာတိုးတက်လာလိမ့်မယ်လို့လည်းအာမခံတယ်ဒါပေမဲ့ကိုယ်တိုင်လိုက်လုပ်ကြည့်ဖို့တော့လိုတာပေါ့အဲ့ဒါကြောင့်ဗီဒီယိုလေးမစခင်မှာအရင်ဆုံးပြောချင်တာအောက်က comment မှာအဆုံးထိကြည့်ပြီးတဲ့အခါမှာဒီနေ့ရက်စွဲတွေရေးပြီးတော့ကို challenge လေးလုပ်ခဲ့ပေးပါနောက်တစ်လကြာရင်တော့ပြန်လာခဲ့ပေါ့ကိုတင်ချာဘယ်လောက်ထိတိုးတက်သွားရဲဆိုတာတခြားသူတွေတော့ပါပြန်ပြီးတော့လာပြောပေးပေါ့ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်တင်ချာစာအုပ်ကိုစမကန်ခင်မှာနေအရေးကြီးတဲ့အချက်တစ်ချက်ကိုစပြောချင်ပါတယ်တကယ်တော့မင်းတို့ရဲ့အုံနောက်တွေကပုံသေးရှိနေတာမျိုးမဟုတ်ဘူးသူကလည်းကြွက်သားတစ်မျိုးပဲဒါဆိုရင်တင်ချာလေ့ကျင့်နေဆိုတာကမင်းတို့လေ့ကျင့်ကန်လုပ်နေတယ်လို့မျိုးပေါ့တချို့တွေကပြောကြတယ်ငါတင်ချာပါရမီပါတဲ့သူမဟုတ်ဘူးတင်ချာညံ့နေပေါ့ဒါပေမဲ့ဒီနေရာမှာပြောချင်တာကတင်ချာပါရမီဆိုတဲ့အရာလုံးဝမရှိပါဘူးကျွန်တော်တို့အားလုံးရဲ့အုံနောက်တွေကပုံစံအတူတူပဲဖွဲ့စည်းထားပြီးတော့အားလုံးမှာလည်းတူညီတဲ့စမ်းဆောင်ရည်တစ်ခုရှိနေပါတယ်ဒါကိုတော့ neoplasticity လို့ခေါ်တယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်တွေကအချိန်တိုင်းမှာပြောင်းလဲပြင်လွယ်ဖြစ်ပြီးတော့ဒါရောညီချွေဖြစ်အောင် adapt လုပ်နိုင်တဲ့သဘောပါပဲဥပမာကျွန်တော်တို့အရာတစ်ခုကိုလေ့လာလိုက်တဲ့အခါမျိုး emotion တစ်ခုကိုခံစားလိုက်တဲ့အခါမျိုးတွေမှာဒီလိုအချိန်မျိုးတွေမှာအုံနောက်က neuron တွေကြားမှာလမ်းကြောင်းအသစ်တွေဖြစ်လာပါတယ်လောက်ပါများရင်တော့အဲ့လမ်းကြောင်းတွေကပို့ပြီးတော့အားကောင်းလာတယ်ဒါပေမဲ့အတုံးရဲ့လမ်းကြောင်းတွေကလည်းတဖြည်းဖြည်းနဲ့အားနေပြီးတော့ပျောက်ကွယ်ပါတယ်ဒါက neoplasticity ပါပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘယ်အသက်အရွယ်ပဲရောက်ဘယ်ဘာသာရပ်ကိုပဲဖြစ်ဖြစ်ကောင်းကောင်းလေ့လာနိုင်ပါလေတယ်အထူးသဖြင့်သင်္ချာလိုဘာသာရပ်တစ်ခုကိုလေ့လာတဲ့အခါမှာဒါကကောင်းတဲ့ချက်ပါပဲအဲ့ဒါကြောင့်မလို့ဒီ concept ကိုကောင်းကောင်းနားလည်ထားဖို့လိုတယ်ချောင်းသားတွေကသင်္ချာတင်နေခေါင်းရှုပ်သွားတဲ့အခါကိုကသင်္ချာညံ့နေဆိုပြီးတော့တွေးလိုက်ကြပြီးလက်လျှော့လိုက်ကြတယ်ဒါပေမဲ့ခေါင်းရှုပ်တာကလက်လျှော့စရာမဟုတ်ပါဘူးအုံနောက်ကသူတင်ယူနေတယ်ဆိုပြီးတော့ပြန်ပြီးတော့ feedback ပေးတဲ့သဘောမျိုးပါပဲတင်ယူတဲ့အခါမှာသိထားရမယ်နောက် concept တစ်ခုရှိပါသေးတယ်ဒါကတော့ zone of proximal development လို့ခေါ်တယ်မြန်မာဆိုရင်တော့တိုးတက်ဖို့အတွက်အသင့်တော်ဆုံးအခြေအနေပေါ့ဘာလဲဆိုတော့စာလေးချင်းတဲ့အခါမှာအရန်လွယ်တဲ့ပုံစံတွေကိုပဲတွက်နေရင်ဘာမှတိုးတက်လာမှာမဟုတ်ဘူးဒီလိုပါပဲအရန်မဖြစ်နိုင်တော့ခက်တဲ့ပုံစံတွေကြီးပဲတွက်နေမှဆိုရင်လေစိတ်ညစ်ပြီးတော့ရှေ့ရောက်တော့မှာမဟုတ်ဘူးဒါဆိုရင်ဘယ်လိုပုံစံမျိုးကိုတွက်ရမလဲအတိုင်းအတာတစ်ခုဒီလောက်အထိခက်တဲ့ပုံစံတွေကိုလေ့ကျင့်ပေးရမယ်ဘယ်လောက်အတိုင်းအတာဒီလဲကိုယ့်ထက်အတွေ့အကြုံပိုရှိတဲ့သူတယောက်ရဲ့အကူအညီနဲ့ဆိုရင်ဖြည့်ရှင်းနိုင်လောက်မယ်ဆိုတဲ့အထိခက်တဲ့အတိုင်းအတာလောက်ထိပါဒါပေမဲ့အတွက်နေရင်တနေရာမှာတစ်သွားလဲစိတ်မရှုပ်ပါနဲ့ဒါကမင်းရဲ့အုံနောက်က connection အသစ်တွေလုပ်နေတယ်လမ်းကြောင်းအသစ်တွေကိုချိန်နေရတယ်ဆိုပြီးတော့ပြန်ပြီးတော့ feedback ပေးရပါဥပမာဂျင်ဆော့ဒီလိုမျိုးပါပဲဘိတ်ပေါ့ပေါ့လေးတွေကိုပဲမပြီးတော့ကြွက်သားတွေအများကြီးထွက်လာဖို့မျှော်လင့်နေလို့မရဘူးလေဒီအတိုင်းပါပဲတင်ချာတွက်နေရင်ခေါင်းရှုပ်နေရတယ်ဆိုတာကလေလေ့ကျင့်ခန်းတွေလုပ်လို့ကြွက်သားနာကျင်ရတယ်လို့မျိုးပါပဲပြီးရင်တော့ပို့ပြီးတော့အားကောင်းလာမှာပေါ့ခုကတင်ချာလေးလာဖို့ရည်ရွယ်ပြီးပြောနေတာဆိုပေမဲ့ဒီအချက်တွေကတခြားဘာလို့ပဲလေးလာအတုံးဝင်နေမှာပါဒီလောက်ဆိုရင်တော့တင်ချာလေးလာဖို့မဖြစ်မနေထားရမယ်ခြေခံ mindset နဲ့ဘယ်လိုစိတ်မျိုးရှိရမလဲဆိုတာတော့ပြီးသွားတော့ဒါဆိုရင်တော့ကျွန်တော်တို့တင်ချာစားကိုစကင်ပြီးတော့လေ့ကျင့်ကြတာပေါ့နံပါတ်1သဘောတရားရှုပ်စရာကြီးပြောတာကိုကြားဘူးကြလားတင်ချာဆိုတာတော်ချင်းများများလေ့ကျင့်ရမယ်ကွာဆိုတာမျိုးပေါ့ဒါပေမဲ့အခုလိုပြောတာတိတ်ပြီးတော့မပြည့်စုံတဲ့အပြင်ခက်မသိရင်ပူအောင်ဆိုးသွားနိုင်ပါတယ်ဒါဆိုရင်မလေ့ကျင့်ရတော့ဘူးလားဒီလိုလည်းမဟုတ်ပါဘူးမလေ့ကျင့်ရင်မှအရင်ဆုံးသဘောတရားတွေကိုတေချာနားလည်ထားဖို့လိုရလို့ပြောချင်တာပါတကယ်လို့မင်းကသဘောတရားတွေကိုတေချာနားမလည်ပဲလေ့ကျင့်မယ်ဆိုရင်တွက်ပါများတော့တွက်နည်းတွေကိုအလို့ရတယ်လို့ဖြစ်ပြီးတင်ချာပိုင်းနေပြီလို့ထင်နေလိမ့်မယ်ဒါပေမဲ့ဆောင်းမွေးမှာမိခွန်းနဲ့လေးပြောင်းပြီးမေးလိုက်တာနဲ့မိခွန်းလှည့်တွေဖြစ်ကုန်အောင်ဒါကဘာလို့လဲမင်းကဘယ်လိုတွက်ရမလဲဆိုတော့တွက်နည်းတွေကိုပဲလေ့ကျင့်ထားပြီးတော့ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတဲ့သဘောတရားကိုတေချာနားမလည်ထားလို့ပဲအဲအကြောင်းမလို့သဘောတရား concept တွေကိုမလေ့လာခင်မှာတေချာပိုင်းနိုင်အောင်လုပ်ထားဖို့လိုမယ်ကျွန်တော်တို့တင်ချာပု္ပ္ပစာတစ်ခုပေါ်မှာနားလည်မှုကိုနှစ်မျိုးခွဲလို့ရတယ်ပထမတစ်မျိုးက instrumental understanding လို့ခေါ်တယ်ဘာလုပ်ရမလဲဆိုတာကိုသိတာမျိုးပေါ့ဥပမာလူကြီးတွေကိုဖုန်းသုံးပြီးတစ်ခုခုလုပ်တတ်အောင်သင်ပေးလိုက်တယ်လို့မျိုးပဲ update တွေဖြစ်ပြီး UI တွေအစ်စ်မပြောင်းခင်အထိတော့ဒီ flag ကိုနှိပ်ဒီပုံလေးကိုရွေးဆိုတာမှတ်ထားပြီးတော့အဆင်ပြေနေပါသေးတယ်ဒါပေမဲ့အစ်စ်လည်းဖြစ်ရောဘာမှမလုပ်တတ်တော့ဘူးနောက်တစ်မျိုးကတော့ relational understanding ပါဥစ္စာတစ်ခုကိုဘယ်လိုတက်ရမလဲဆိုတာအပြင်ဘာကြောင့်ဒီလိုတက်ရလဲဆိုတာကိုတေချာနားလည်ထားတာကိုပြောချင်တာပါ idea concept တွေကိုတစ်ခုနဲ့တစ်ခုတေချာချိတ်ဆက်နားလည်ထားတဲ့အတွက်မေခွန်းလှည့်ရဆိုရင်တော့မှ easy ဖြေရှင်းနိုင်မှာပါအဲဒါကြောင့်မလို့အကြောင်းသားတွေကတင်ချာကို relational understanding နဲ့နားလည်ထားဖို့လိုပါတယ်ကောင်းပြီဒါဆိုရင်ဒီလိုနားလည်နိုင်အောင်ရောဘယ်လိုလုပ်ရမလဲကျွန်တော်တို့တင်ချာမှမဟုတ်ပါဘူးဘယ်အရာကိုပဲတင်ယူအုံနောက်က system တစ်မျိုးကိုသုံးပြီးတော့တင်ယူရပါတယ်ဒါတွေကတော့ verbal နဲ့ visual ဆိုတဲ့ system တစ်မျိုးပါ verbal system ဆိုတာကတော့စကားလုံးတွေ symbol တွေကိုသုံးပြီးတော့တင်ယူတာမျိုးကိုပြောတာပါ visual မှာတော့ graph တွေ diagram တွေကိုစိတ်ထဲမြင်အောင်ကြည့်ပြီးတင်ယူတာပါဒီ system နဲ့လေ့လာတာပိုကောင်းလဲဆိုပြီးတော့တိတ်ပန်ကြီးကြားလေ့လာခဲ့တာတွေလည်းရှိပါတယ်ဒါပေမဲ့ဒီညမှာတော့ဒီအကြောင်းတွေကိုအသေးစိတ်မပြောပြတော့ဘူးဘယ် system ကိုသုံးတာပိုကောင်းလဲဆိုရင်တော့နှစ်မျိုးလုံးကိုတစ်ပြိုင်တည်းသုံးပြီးလေ့လာနိုင်တာအကောင်းဆုံးပါပဲဒါကို dual coding theory လို့ခေါ်တယ်ဒါပေမဲ့ကျောင်းသားတွေရဲ့အမှားကတင်ချာလေ့လာတဲ့အခါမှာ verbal system တစ်မျိုးတည်းကိုပဲသုံးပြီးတော့လေ့လာနေကြတာပါ
တင်ငယ်တွေကြည့်လိုက် formula တွေမှတ်လိုက်နေပေါ့ဒီလိုချိန်မှာအုံနောက်ရဲ့အစိပ်ပိုင်းတစ်ခုကိုပဲအလုပ်တွေပို့ပေးထားပြီးတော့ကျန်တဲ့တစ်ပိုင်းကိုဘာမှမတုံ့ပြန်ထားလိုက်တယ်လို့ပါပဲဒီတော့နောက်တစ်ခါဆရာစာရှင်းပြနေပြီဆိုရင်ခေါင်းထဲမှာလိုက်ပြီးတော့ပုံဖော်ကြည့်နေပါ diagram တွေ graph တွေ visualization တွေနဲ့တွဲပြီးတော့လေ့လာပါအဲ့ဒါဆိုရင်မင်းတင်ချာနားလည်နိုင်စွမ်းကတိတိကျကျတိုးတက်လာတာကိုတွေ့ရလိမ့်မယ်ခုလို system တစ်မျိုးလုံးကိုသုံးပြီးလေ့လာနိုင်မှခုနကပြောခဲ့တဲ့ relational understanding မျိုးကိုရနိုင်မှာပါအဲ့ဒါကြောင့်မလို့ဒီလို system တစ်မျိုးလုံးကိုသုံးပြီးအထူးသဖြင့် visual ပုံတွေ video တွေနဲ့တေချာရှင်းပြပေးမယ် calculus data video class တွေတခုဖွင့်ထားပါတယ်ဘာတွေပါမလဲဆိုတော့ grade တွေတင်လို့ရဆိုရင် chapter 9 10 11နောက်ဆုံး3ခန်းပေါ့ဘယ်လိုတွေ့ရမလဲဆိုတဲ့အတွက်နည်းရည်တွေမဟုတ်ပဲ concept ကိုတေချာအဓိကထားပြီးသင်ပေးမှာဖြစ်လို့ calculus ကိုတေချာနားလည်ခြင်းတဲ့သူတွေအတွက်အကောင်းဆုံးပါပဲဘယ်လို formula တွေကိုသုံးပြီးတွေ့ရမလဲဆိုတာကိုမစင်စားတော့ပဲဘာကြောင့်ဒီလိုတွေ့ရလဲဆိုတာပါနားလည်လာပါလိမ့်မယ်အသေးစိတ်ကြည့်ချင်တယ်ဆိုရင်တော့အောက်က comment တွေက Telegram channel ထဲမှာပြောပြပေးထားပါတယ်နံပါတ်3အခြေခံအားမှုကောင်းတာတခုကိုပြောပြမယ်တင်ချာပု္ပ္ပစာတစ်ပုဒ်အတွက်ကိုရုန်းကန်နေရတယ်ဆိုတာကမင်းရဲ့တင်ချာရေးချင်းကပြဿနာရှိနေတာပဲဖြစ်နိုင်အောင်အခြေခံမပိုင်တဲ့ပြဿနာပဲဒါပေမဲ့အတင်းကောင်းကပါလဲဆိုတော့ဒီပြဿနာကိုဖြေရှင်းလို့ရတယ်တင်ချာရေးအရန်ခတ်တယ်လို့ခံစားနေရတယ်ဆိုတာကအစိမ့်မြင်ပြီးရှုပ်ထွေးသွားလို့မဟုတ်ဘူးအခြေခံတွေကိုအလိုလျောက်ဖြစ်အောင်မလုပ်နိုင်သေးလို့ဘာလို့လဲဆိုတာကိုရှင်းပြမယ် calculus တွေမတွက်နိုင်တော့ဘူးအရန်ရှုံနေပြီဆိုရင်ဒါက calculus ရောက်မဟုတ်သေးဘူးထဲမှာပါနေတဲ့ algebra တွေကိုတေချာမပိုင်သေးလို့စိတ်ပညာမှာနာမည်ကြီးတဲ့ cognitive load theory ဆိုတာရှိတယ်အရေရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်ရဲ့အုံနောက်တွေကကွန်ပျူတာတစ်လုံးနဲ့အလုပ်လုပ်ပုံနဲ့တော်တော်လေးတူတယ်လောလောဆအလုပ်တွေကိုမှတ်ထားပြီးကွန်ပျူတာက RAM လိုမျိုး memory တစ်မျိုးရှိတယ်ဒါကို working memory လို့ခေါ်တယ်လူတိုင်းမှာအကန့်အသတ်နဲ့ပဲရှိတာတချို့နေရာတွေမှာလောလောဆအလုပ်နဲ့သက်ဆိုင်တဲ့ information တွေကို working memory ထဲမှာ၄ခုကနေပြီးတော့9ခုလောက်အထိထိန်းထားနိုင်တယ်ဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့အတိအကျတော့ဘယ်နှခုလဲဆိုတာမျိုးတော့မရှိဘူးသိကြတာကတော့ဒါအကန့်အသတ်တစ်ခုနဲ့ပဲရှိနေတာဒါဆိုစဉ်းစားကြည့်ပါမင်းကဗျံခတ်တဲ့တင်ချာပု္ပ္ပစာတစ်ပုဒ်ကိုတွက်နေတယ်ဒီအချိန်မှာမင်းကခဏရက်ပြီးတော့နေအောင်6ခုနဲ့လေးဘယ်လောက်လဲဘယ်အပိုင်းကိန်းကိုဘယ်လိုခြေရမလဲဆိုတာမျိုးကြီးစဉ်းစားနေမယ်ဆိုရင်မင်းရဲ့အုံနောက်ထဲက run ချို့ကိုယူသုံးလိုက်ပြီဒါကြောင့်ဘာဆက်ဖြစ်လဲတကယ်တမ်း concept တွေကိုနားလည်ရမယ့်အခါကျတော့မင်းရဲ့အုံနောက်ကြီးကပြည့်နေပြီဒါကို software engineering မှာဆိုရင် bottleneck လို့ခေါ်တယ်ဖုန်းက application တွေအများကြီးကိုတစ်ပြိုင်တည်းဖွင့်ထားမယ်ဆိုရင် performance ကျသွားတဲ့သဘောပဲဒါကြောင့်မလို့တချို့ຢာတွေကိုစဉ်းစားကြမလို့ပဲနဲ့အလိုလျောက်ဖြစ်နေဖို့လိုတယ်ဒါမှလည်း working memory မှာလာပြီးတော့နေရာမယူမှာစိတ်တွက်နိုင်တာပေါ့ဒီလိုစိတ်တွက်နိုင်တာကတင်ချာတွက်တဲ့အခါမှာအေးစိနဲ့တွက်ပြီးတော့တော်တဲ့ကျောင်းသားတွေနဲ့အများတန်းစိတ်ရှုပ်ရင်းနေရတဲ့ကျောင်းသားတွေကြားမှာခွဲခြားသားစီရဲ့အချက်ပဲတင်ချာဆိုတာကတခြားဘာသာရပ်တွေနဲ့မတူအတိအကျဖြစ်နေဖို့လည်းလိုတယ်ဥပမာတမိုင်းမှာရုရှားဒေါ်လာရင်းနဲ့ပတ်သက်တဲ့ခုနှစ်တချို့ကိုမေ့သွားရဆိုရင်တော့မှဒုတိယကမ္ဘာစစ်အကြောင်းကိုကောင်းကောင်းနားလည်နိုင်သေးတယ်ဓမ္မစာမှာဆိုလည်းရှစ်တန်းကပြဆရာအောင်နာမည်မေ့သွားလို့ကိုယ်တန်းရောက်တဲ့အခါမှာအခက်တွေ့ရဆိုတာမျိုးမရှိဘူးဒါပေမဲ့တင်ချာမှာတော့ဒီလိုမရဘူးအပိုင်းကင်းတွေကိုနားမလည်ဘူးဆိုရင်အချိုးတွေကိုလည်းနားလည်မှာမဟုတ်အချိုးတွေမရဘူးဆိုရင်စလုတ်တွေကိုနားလည်မှာမဟုတ်စလုတ်တွေမရရင် derivative တွေ calculus တွေမှာအခက်တွေ့နေလိမ့်မယ်တက်သားတုံးလေးတွေကိုစင့်ပြီးတော့ဆော့ရတဲ့ဂျန်ဂါတာဝါဂိမ်းလိုမျိုးပဲတိတယ်လို့မတိတယ်လို့ဖြစ်နေတဲ့အခြေခံတွေကအောက်မှာအတုံးတုံးလွတ်နေတယ်လို့မျိုးအစိမ့်မြင့်လာတယ်ဗျာအားလုံးပြုတ်ကျတော့မလို့ဖြစ်လာလိမ့်မယ်တကယ်လို့ဒီရဲ့တင်ချာတာဝါကြီးတစ်ခုလုံးပြုတ်ကျသွားရဲဆိုရင်တော့မှဒါကမင်းတင်ချာမကြိုးစားခဲ့လို့မဟုတ်ဘူးအခြေခံတင်ချာခိုင်အောင်မလုပ်ခဲ့လို့ပဲအဲ့ဒါကြောင့်မလို့ဒီပြဿနာကိုအများဆုံးဖြေရှင်းဖို့လိုတယ်ဒီတော့ဘယ်လိုလုပ်ကြမလဲသူငယ်တန်းကနေလည်းပြန်ပြီးတက်နေဖို့မလိုဘူးလို့အားလုံးကိုလည်းပြန်ပြီးတော့လေးလံနေဖို့မလိုဘူးဒီအတွက်လည်းကျွန်တော်တို့မှာအချိန်မရှိဘူးဒီတော့ဒီဗီဒီယိုထဲမှာတော့ဒီပြဿနာကိုဖြေရှင်းဖို့လုပ်လို့ရတဲ့နည်းလမ်း၃နည်းကိုပြောပြပေးမယ်နံပါတ်1ပြောင်းပြန်စလုပ်ပါချောင်းသားတွေကပု္ပ္ပစာတစ်ပုဒ်တွက်ပြီးမှားသွားပြီဆိုရင်အဲ့ပု္ပ္ပစာကိုချစ်ချပြီးတော့အစားကနေပြန်တွက်တတ်ကြတယ်ဒီလိုမျိုးမလုပ်ပါနဲ့နောက်အဆုံးကနေစပြီးတော့ကြောင်းချင်းတွေပြန်စစ်သွားပါပြီးတော့အမှားကိုရှာကြည့်ပါဘယ်လိုအမှားမျိုးတွေဖြစ်တယ်လဲဆိုတာကိုတော့နံပါတ်5အချက်မှာကျွန်တော်ပြပြပေးထားပါတယ်ဒီလိုပြန်စစ်သွားရင်လည်းအမှားမှမဟုတ်ဘူးဘယ်နေရာမှာရေးလိုက်တာတွေကမတိကျဘဲနဲ့ရေးလိုက်တယ်တွက်ရင်လည်းနှီးွားတယ်ဆိုတာမျိုးတွေကိုအဲ့လိုနေရာမျိုးတွေမှာပြန်ဖြည့်ဖို့လိုအပ်နေရပါအဲ့ဒါကြောင့်မလို့အခုလိုတွက်ရင်းနှီးွားတဲ့နေရာတွေပဲဖြစ်ဖြစ်မတိကျဘဲရေးချလိုက်ရတဲ့ concept တွေပဲဖြစ်ဖြစ်အဲ့ဒါတွေကိုတေချာပြန်လုပ်ပေးပါချိုးတင်ပြင်ဆင်ပါတင်ကားစာအတစ်တစ်ခုမစခင်ပါလေအဲ့ဒါနဲ့ပတ်သက်တဲ့ foundation တွေရှိထားအောင်ပြင်ဆင်ရမယ်ဥပမာ figure တွေမစခင်မှာ Pythagoras theorem နဲ့ basic geometry တွေကိုပြန်လုပ်တာမျိုး calculus မစခင်မှာ algebra တွေ function တွေ စလုတ်တွေကိုတေချာပြန်လုပ်ထားတာမျိုးကြီးပြင်ဆင်ရပါမယ်ဒီအတွက်အချိန်တေချာပေးပြီးလုပ်ပေးပါနံပါတ်3အခြေခံကို10မိနစ်လောက်ဖြစ်ဖြစ်လေ့ကျင့်ပေးပါဒါကအရန်ရိုးရှင်းပြီးတော့အသုံးဝင်လာဘူးလို့ထင်ကောင်းထင်ရလိမ့်မယ်လို့ရမှာဗာလဲဆိုတော့တစ်နေ့ကို10မိနစ်လောက်ဖြစ်ဖြစ်ဖောင်းထုံးမြောက်စာ arithmetic တွေ fraction တွေ decimal တွေကိုလေ့ကျင့်ပေးရမှာပါအထူးကနားလည်နေဖို့မဟုတ်ပဲခုနကပြောခဲ့သလိုအုံနောက်ကိုစဉ်းစားစရာမလိုဘဲနဲ့တွက်နေနိုင်အောင်လုပ်ပါဒီနေရာမှာ calculator သုံးရတယ်ဆိုရင်လည်းဒီဟာအတွက်လည်းတေချာလေ့ကျင့်ထားပေးပါပြင်းစရာတော့ကောင်းပါပေါ့ဒါပေမဲ့ဒီလိုလုပ်ထားရင်အုံနောက်ကတကယ်အရေးကြီးတဲ့ concept တွေကိုပဲတေချာအာရုံစိုက်ထားရတော့ပို့ပြီးတော့ထိရောက်တာပေါ့အခြေခံတွေမှာအာရုံစိုက်နေဖို့မလိုတော့ဘူးဆိုတာနဲ့တေချာတွက်ရတာပို့ပြီးစိတ်တည်ငြိမ်လာပြီးတော့ခေါင်းရည်နဲ့ပို့ပြီးရှင်းရှင်းလင်းလင်းနားလည်လာတာကိုတွေ့ရလိမ့်မယ်အခုပြောသားတဲ့အထိတကယ်တမ်းလေ့ကျင့်ရတာတွေမလာသေးဘူးမှန်ကန်လေ့ကျင့်ဖို့အတွက်အုံနောက်ကိုဘယ်လိုပြင်ဆင်ထားရမလဲဆိုတဲ့အချက်တွေကိုပဲအဓိကပြောသွားရသေးတယ်ဒါကြောင့်မလို့နောက်တစ်ချက်မှာတော့အချိန်တွေအလားအတက်မဖြစ်ပဲနဲ့ဘန်အောက်တွေမဖြစ်ပဲနဲ့ဘယ်လိုထိထိရောက်ရောက်လေ့ကျင့်ရမလဲဆိုတာကိုပြပြပေးမယ်နံပါတ်4အလေးကျင့်ကျောင်းသားတွေအများစုကနားလည်သွားပြီဆိုတာနဲ့ဒီမှာရက်သွားကြတယ်ဒါပေမဲ့အရေးကြီးတာတစ်ခုကြံနေတယ်
ဒါကလေ့ကျင့်ဖို့အရေးကြီးတဲ့အချက်ကိုပြောပြမယ်မင်းတို့ရဲ့အုံနောက်တွေကသူ့တွေကိုအတင်းထိုးချိတ်ပြီးတော့ထိလိုက်တဲ့အချက်တွေကိုအဓိကမှတ်ထားထိမ့်သိမ်းထားတာမျိုးမဟုတ်ဘလောက်ပဲအားစားပြီးတက်တယ်ပေါ့အုံနောက်တွေကပြန်ဆွဲထုတ်လိုက်တဲ့အချက်တွေကိုပဲအဓိကမှတ်ထားတာဒါကြောင့်မလို့လေ့ကျင့်တဲ့အချိန်မျိုးမှာအုံနောက်တွေကပြန်ဆွဲထုတ်ရတာဖြစ်လို့တေချာမှတ်မိဖို့ဆိုရင်မဖြစ်မနေလေ့ကျင့်ဖို့လိုတယ်ဒီတော့ဘယ်လိုလေ့ကျင့်ကြမလဲသင်္ချာလေ့ကျင့်ဖို့အတွက်တက်စာအုပ်တော့တာဗလာစာအုပ်ဆိုရင်တော့ပိုကောင်းတယ်ဒီထဲမှာမင်းရဲ့ thinking process တွေရုံးကန်ပြီးတွက်ထားရတာတွေအမှားတွေနဲ့ဘယ်လောက်ဖြစ်နေမှာဒါကြောင့်မလို့တက်ရဖြစ်နေဘူးတော့မလို့အကြံပေးချင်တာတခုကနေတိုင်းရက်ဆွဲတက်တွက်မဲ့ပု္ပ္ပစာရဲ့ခေါင်းစဉ်နဲ့နံပါတ်ကိုတေချာတက်ဒါတွေကအပိုပဲလို့ထင်ရတယ်ဒါမဲ့တကယ်တမ်းလုံးကြည့်တော့မှဘယ်လောက်ထိထိရောက်တယ်ဆိုတာကိုသိရမယ်နောက်နေ့ review ပြန်လုပ်တဲ့အခါမှာအကျိုးရှိလိမ့်မယ်နောက်တစ်ခုမှကျင်တာပု္ပ္ပစာတစ်ပုဒ်တွက်ပြီးတိုင်းအောက်နာမှာနေရာအလွတ်3ချောင်းလောက်ဖြစ်ချန်ထားပေးပါဒီနေရာကဘာတွက်လဲဆိုတာကိုနောက်အချက်မှာတေချာရှင်းပြပေးမယ်ဒီတော့စလေ့ကျင့်ရတာပေါ့တေချာလေ့ကျင့်တဲ့အခါချောင်းသားတွေလောက်ကြတာ test script တွေပြန်ဖတ်တာမျိုးဥပမာတွေကိုပြန်ကြည့်လိုက်တာမျိုး note တွေပြန်ဖတ်တာမျိုးကိုပဲလုပ်တတ်ကြတယ်ဒါကို passive recognition လို့ခေါ်တယ်စာရပို့ပြီးတော့မြန်တယ်လို့ထင်ရပါမယ်တကယ်တမ်းမှာတော့ဘာမှထိရောက်မှုအဲ့လောက်ထိမရှိဘူးတိတ်ပန်နေကြလေးလိုက်ချက်တွေအရာကိုယ့်ဘာကိုဆောင်းဝဲပြန်စစ်ပြီးလေ့ကျင့်တဲ့ကျောင်းသားတွေကဒီတိုင်းစာပြန်ဖတ်နေကြတဲ့ကျောင်းသားတွေတဲ့အမှတ်ပိုကောင်းတာကိုတွေ့ရတယ်ဘာလို့လဲခေါင်းထဲကနေပြန်ဆွဲထုတ်ဖို့ကြိုးစားတာ retrieval လုပ်တာ memory တွေကိုပို့ပြီးတော့ခိုင်မာလာစေလို့ပဲဒီအကြောင်းကိုအချက်နံပါတ်1မှာ neuroplasticity ဆိုတဲ့သဘောတရားကိုရှင်းပြခဲ့တယ်မင်းကအချက်တစ်ခုကိုပြန်သုံးဖို့ကြိုးစားတယ်လေ neuron တွေကြားမှာရှိတဲ့ connection တွေကပို့ပြီးတော့ခိုင်မာလာလေအားကောင်းလာလေပဲတခုမင်းပဲနေပုံကိုပြန်ကြည့်လိုက်တာနဲ့အဲ့ဒီလမ်းကိုတကယ်တမ်းသွားလျှောက်လိုက်တာဘေးကပို့ပြီးတော့မှတ်မိမယ်ထဲလေဟုတ်တာပေါ့လမ်းကိုတကယ်သွားလျှောက်လိုက်တာပို့ပြီးတော့မှတ်မိတာပေါ့ဒီလိုပဲစာတွေကိုပြန်ဖတ်ပြီးဒီတိုင်းတက်ပြီးသားပု္ပ္ပစာတွေကိုပဲပြန်ကြည့်လိုက်တာနေပုံကိုကြည့်ရတဲ့တူပြီးတော့တေချာကိုယ်တိုင်ပြန်တွက်ကြည့်တာလမ်းကိုတကယ်သွားလျှောက်ကြည့်လိုက်တယ်လို့ပဲဒါကြောင့်မလို့ပု္ပ္ပစာတွေကိုပြန်ကြည့်ရုံမကြည့်ပဲနဲ့တကယ်ပြန်တွက်ကြည့်ဖို့ကအရေးကြီးတာဥပမာတွေတွက်ပြီးသားပု္ပ္ပစာတွေကိုပြန်ကြည့်ရုံကြည့်လိုက်တာတင်ချာတကယ်ရဖို့ဆိုရင်အန်တီရယ်တောင်မှရှိသေးတယ်ဒီလိုပြန်ဖတ်လိုက်တဲ့အခါမှာမင်းရဲ့အုံနောက်ကလောချစ်တွေတွက်နည်းတွေကိုမှတ်မိကောင်းမှတ်မိသွားလိမ့်မယ်ဒါပေမဲ့မှတ်မိသွားတယ်ဆိုတာတကယ်တွက်နိုင်သွားတာမဟုတ်ဘူးဒါကြောင့်မို့လို့ချတွက်ပြီးတော့လေ့ကျင့်ပါโอเคကောင်းပြီခုပြောပြမယ့်အချက်ကိုတော့တေချာနားထောင်ပါဒါကတကယ်အရေးကြီးတယ်တင်ချာပု္ပ္ပစာတွေတွက်ပြီးလေ့ကျင့်တဲ့အခါမှာထိရောက်ဆုံးနည်းလမ်းကို interleave practice လုပ်တယ်လို့ခေါ်တယ်ဒီနည်းကဘာလဲမပြောပြခင်သူနဲ့ဆန့်ကျင်မဲ့နည်းကိုအရင်ဆုံးရှင်းပြမယ်ဒါက block practice လုပ်တာကျောင်းသားများစုကဒီနည်းကိုတော်တော်အသုံးပြုကြတယ်ဒါပေမဲ့အခုလုပ်တာအချိန်ကုန်ပြီးထိရောက်တဲ့နည်းတစ်ခုတော့မဟုတ်ဘူးဘယ်လိုလုပ်တာလဲဆိုတော့ပု္ပ္ပစာပုံစံတူရေးပဲရွေးပြီးတော့တွက်တာlinear ပု္ပ္ပစာတွေတွက်မယ် quadratic တွေတွက်မယ်ပြီးသွားပြီဆိုရင်တော့ inequality ပု္ပ္ပစာတွေတွက်မယ်တစ်ခုချင်းစီခွဲထုတ်ပြီးတော့တွက်တာပေါ့ဒီလိုလုပ်တာထိရောက်တဲ့နည်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လေတကယ်တမ်းလုပ်တဲ့အခါမှာပု္ပ္ပစာပုံစံတွေကိုရောပြီးတော့လေ့ကျင့်မှုလုပ်ရမယ်အခုလိုရောပြီးတော့လေ့ကျင့်တာကို interleave practice လုပ်တာလို့ခေါ်တယ်ဒီတိုင်းဘူးကောင်းတယ်လို့ပြောလိုက်ရင်တော့မယုံကြသေးဘူးဆိုရင်ဒါနဲ့ပတ်သက်ပြီးတော့စံသက်ချက်တစ်ခုလောက်ထားတာရှိတယ်။ကျောင်းသားတွေကိုနှက်စုခွဲပြီးတော့ practice တစ်မျိုးစီနဲ့လေ့ကျင့်ခိုင်းတယ်။ပြီးတော့ဆောင်းမွေးပြန်စစ်တဲ့အခါမှာ block practice နဲ့လုပ်ထားတဲ့သူတွေက42မှတ်လောက်ပဲဖြေနိုင်ပြီးတော့ interleave practice လုပ်ထားတဲ့ကျောင်းသားတွေက84မှတ်လောက်ထိကိုရခဲ့တယ်။ဒါကဘာလို့လဲ block practice လုပ်တဲ့အခါမှာအရာအလုံးကချောချောမွေ့မွေ့ပဲလွယ်လဲပူလွယ်တယ်။ဒါကြောင့်မို့လို့လေအလုံးမဖြစ်တာပေါ့။ဘုံနောက်ကတံမှတ်ပေးထားလိုက်လို့ပဲ။ဘာပြီးရင်ဘာလာမယ်ဆိုတာကိုလည်းသိနေရပြီ။ဒါပေမဲ့ interleave practice လုပ်တဲ့အခါမှာတော့ဒီလိုမျိုးမဟုတ်တော့ဘူး။ပိုခက်မယ်ပိုနှင်းမယ်ရှုပ်ထွေးရင်လည်းပိုရှုပ်ထွေးမယ်ကောင်းတဲ့အချက်ကတော့ပု္ပ္ပစာတွေကို study session တိုင်းလေ့ကျင့်တဲ့အချိန်တိုင်းမှာလုပ်နေရတော့လွယ်လွယ်နဲ့မမေ့တော့ဘူးပေါ့နောက်တစ်ချက်လည်းရှိသေးတယ်ခေါင်းစဉ်တွေကိုရောပြီးတော့လုပ်တဲ့အတွက် idea တစ်ခုနဲ့တစ်ခုကြားအခြေစက်မှုတွေကိုတခြားကျောင်းသားတွေထက်ကိုပိုပြီးတော့မြင်လာနိုင်လိမ့်မယ်တကယ်ဆောင်မွေးရတဲ့အတွက်လည်းအထောက်အကူဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ဆောင်မွေးဘက်မှာဒါကတော့ chapter 4ပဲခေါင်းစဉ်အောက်ကပု္ပ္ပစာတွေပါဆိုပြီးတော့ပြောပြီးတော့မြေးထားမှာမဟုတ်ဘူးလေဒါကြောင့်မလို့ interleave practice နဲ့ဒါလေ့ကျင့်ထားမယ်ဆိုရင်ဘယ်လိုတွေ့ရမလဲဆိုတာလည်းမဟုတ်ပဲနဲ့ဘယ်လိုပြဿနာမျိုးလဲဆိုတာကိုပါတစ်ခါလေးခွဲခြားနိုင်လာလိမ့်မယ်ဒါမှလေတင်ချာတော်တဲ့လူတရားလိုတွေးလာနိုင်မှာပေါ့ဒါပေမဲ့ခဏနေအောင် interleave practice ကအကျိုးရှိရဆိုပြီးတော့မင်းကတစ်စင်းတိုင်းမြင်ပြီးတော့10မိနစ်ကိုတင်ချတွက်မယ်နောက်10မိနစ်ကိုဂျပန်စာကြက်မယ်ချန်နာကိုဂီတာလေးလေ့ကျင့်မယ်ဆိုတာမျိုးတော့တားမလုပ်လိုက်နဲ့ဒီလိုလုပ်တာကဘာမှအကျိုးမရှိတဲ့အပြင်အခြေအနေကိုအလဟတ်သက်ဖြုံးပြလိုက်လို့မျိုးပဲဘာတစ်ခုမှထိရောက်မှာမဟုတ်ဘူးနံပါတ်3ချက်မှာပြောခဲ့တဲ့ working memory ဆိုတာကိုမှတ်မိလားအလုပ်တွေတစ်ခုနဲ့တစ်ခုပြောင်းလို့တဲ့အခါမှာ working memory တွေကခဏလေးနဲ့အစ်စ်လဲလိုက်ရတော့တကယ်တမ်းမင်းအောင်တော့ကဘာမှမှတ်ချင်ရလိုက်မှာမဟုတ်ဘူးနောက်တစ်ချက်က block practice လုပ်တာတိတ်ပြီးမထိရောက်ဘူးဆိုပေမဲ့သင်ခန်းစာစတင်ကာလမှာတော့ဒါကိုပဲသုံးပြီးတော့လေ့ကျင့်ရမှာဒါပေမဲ့ topic တွေများများကိုရလာပြီဆိုတာနဲ့စွမ်းနိုင်လေးများစောစောလေး interleave practice လုပ်နိုင်အောင်ကြိုးစားရပါမယ်ဟုတ်ပြီဘယ်လိုလေ့ကျင့်ရမလဲဆိုတာတော့သိသွားပြီဒီတော့များများလေ့ကျင့်တော့မယ်ဆိုရင်အမားတွေလည်းအများကြီးကြုံလာရမှာပါဒီတော့အဲ့လိုရလာတဲ့အမားတွေကိုဘယ်လိုပြင်ဆင်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာကိုထပ်ပြီးတော့ပြောပြပါမယ်နံပါတ်5အမားတေချာကျော်လာတဲ့အကြောင်းသားတွေအနည်းနဲ့မြန်မြန်သိလာကြတဲ့အချက်တစ်ခုရှိတယ်ဒါကအမားတွေကနေပြီးတော့မင်းဒုက္ခပေးနေမှာမဟုတ်ဘူးဆိုတာပဲဒါပေမဲ့အဲ့ဒီအမားတွေကိုရှောင်နေမယ်ဆိုရင်တော့အဲ့ဒါပဲမင်းဒုက္ခပေးလိမ့်မယ်အမားတွေဆိုတာကဖွက်ထားရမယ့်ရှက်စရာတွေမဟုတ်ဘူးဖြည့်ရှင်းရမယ့်ပတ်စယ်တွေပဲဒါကိုမင်းတခြားသဘောပေါက်သွားပြီဆိုရင်မင်းရဲ့တင်ရှာတိုးတက်မှုတော့တိတိကျကျပုံမြန်လာတာကိုတွေ့ရလိမ့်မယ် hyper correction effect ဆိုတဲ့စိတ်ပညာမှာထူးဆန်းတဲ့ effect တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ချောင်းသားတွေကအဖြေမှန်မယ်လို့ယုံကြည်ပြီးတော့ဥစ္စာတစ်ပုဒ်ကိုတွက်လိုက်တယ်ဒါပေမဲ့အဲ့ပုစ္စာအဖြေမှားသွားတယ်အဲ့ဒီနောက်ပိုင်းမှာအဖြေမှန်ပါသေးဆိုတာကိုသိလိုက်ရတာအစားတွက်တွေကမှန်နေရတဲ့ဆိုင်ပို့ပြီးတော့မှတ်မိစေတယ်ဒီလိုတွက်လိုက်လို့ပုစ္စာတိုင်းကိုလိုက်မားနေရမယ်တော့လည်းမဟုတ်ဘူးဒါပေမဲ့ဘာလို့ဒီလိုဖြစ်ရတာလဲ
ကျွန်တော်ရဲ့အုံနောက်ကအံ့ဩရတာကိုမကြိုက်ဘူးလို့ပါအခုလိုမှားသွားတဲ့အခါမှာပုံမှန်မဟုတ်တော့ပဲအုံနောက်ကသူခံမှန်းထားရတာမှားသွားပြီဆိုပြီးတော့တတိထားမှရမယ်ဆိုပြီးအလန်းတွေမိပါတော့တယ်အိုင်ဝန်စိုက်ကြတာအရေးကြီးပြီဆိုပြီးတော့ပေါ့ဒီလိုအခိုက်အတန့်တွင်မှာအုံနောက်တွေက neural network တွေကြားမှာစိတ်ဆက်မှုတွေအများကြီးဖြစ်သွားပါတယ်အဲဒါကြောင့်မလို့တင်ချပါဝင်တစ်ခုခုတင်ယူတဲ့အခါမှာအမားတွေဆိုတာကအတုံးဝင်ရုံနဲ့မဟုတ်ပဲအုံနောက်ကိုအိုင်ဝန်စိုက်လာနိုင်အောင်လုပ်ပေးတဲ့အရာတွေပါပဲဒါပေမဲ့ကျောင်းသားများစုကဒီလိုမဟာခွင့်ရကြီးကိုဖြုံးတီးပြလိုက်ကြတယ်ပို့ဆက်ပြတာမှားသွားတယ်အဖြေကိုကြည့်တယ်20ကိုတစ်ချက်လောက်ကြည့်လိုက်တယ်ဒါဆိုရင်ရပြီဆိုရင်နောက်ပုတ်တွေနောက်သင်ခန်းစာတွေကိုဒီတိုင်းပဲဆက်သွားလိုက်ကြတယ်အခုလိုလုပ်တော့စာများများတွက်ပြီးရလို့ထင်ရတာပေါ့ဒါပေမဲ့ဒါကထောင်ချောက်ပဲရှေ့ပိုင်းမှာပြောခဲ့တယ်မြေပုံပြန်ကြည့်လိုက်အောင်နဲ့လမ်းအောင်တေချာမမှတ်မိဘူးဆိုတဲ့ဥပမာလေးကိုတော့မှတ်မိတော့မှာပေါ့ဒါက passive recognition လောက်တာပဲစာအုပ်ထဲမှာရေးထားတဲ့အဖြေကိုကြည့်ပြီးတွက်နည်းနဲ့ logic တွေကိုနားလည်သွားနိုင်တယ်ဆိုပေမဲ့ဒါကတကယ်တမ်းမင်းအိမ်ဒီတိုင်းပြန်ပြီးတော့တွက်နိုင်သွားတာမဟုတ်ဘူးဒီတော့ဘာဆက်ဖြစ်လဲပုတ်စာတွေလေ့ကျင့်နေအိမ်စာတွေလုပ်နေရင်လည်းမင်းကစာရသွားပြီဆိုပြီးတော့ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ပဲဒါပေမဲ့ဆောင်းမွေးခန်းထဲလေးရောက်တော့အဲ့ဒီအမှားတိုင်းပဲထပ်မှားမယ်ဒါကကိုတိမို့လို့ပြောပြတာပါခုလိုဖြစ်တာကမင်းရှင်းတတ်လို့လည်းမဟုတ်ဘူးအမှားပြင်လိုက်ပေမဲ့အဲ့ဒီအမှားကမင်းအုံနောက်ကလောင်းတမ်းမမိုးကြီးတွေကိုလုံးဝရောက်မသွားလို့ပဲโอเคဒီတော့အရှိပိုင်းမှာခြံထားခိုင်းခဲ့တဲ့နေရာလွတ်အကြောင်းကိုပြောရအောင်ဒီနေရာမှာဗာရေးရမလဲဆိုရင်ပု္ပ္ပစာနဲ့ပတ်သက်တဲ့ note တွေအမှားပြင်တာတွေနဲ့ကိုမတိခဲ့ပေမဲ့အခုမှနားလည်လိုက်တယ်ဆိုတဲ့အရာတွေရေးထားပါအားခဲ့ရင်လည်းဘလို့အမှားမျိုးလဲဆိုတာပါတခါရေးမှတ်ထားပါဒီနေရာမှာအမှားကို၃မျိုးခွဲပေးပါမယ်နံပါတ်1 calculation error ရှင်းတတ်တဲ့အမှားဒါကတော့ပေါင်းလုံးမြောက်စား arithmetic အမှားမျိုးတွေပေါ့ဘာလို့ဖြစ်တာလဲရှင်းမှာပြောခဲ့သလိုမင်းရဲ့ working memory ကအားနည်းနေသေးပြီးတော့အလိုလျောက်မလုပ်နိုင်သေးလို့ပါဒီတော့ဘလို့ပြင်ဆင်ကြမလဲတွက်တဲ့အခါမှာအေးအေးဆေးဆေးတွက်မယ်ပြီးတော့ရှင်းမှာပြောခဲ့သလို10မိနစ်လောက်ဖြစ်ဖြစ်အခြေခံတွေကိုများလေ့ကျင့်ပေးပါနံပါတ်2 procedural error တွက်နေမှာ formula တွေတော့တုံးလိုက်တာမှန်တယ်ဒါပေမဲ့20အဆင့်တွေမှားသွားတာမျိုးပေါ့ဘာလို့ဖြစ်တာလဲအုံနောက်က20 pattern တွေကိုတေချာမမှတ်မိသေးတာကြောင့်ပေါ့ဒီတော့ဘလို့ပြင်ဆင်ကြမလဲပုံစံအုံစံတူပု္ပ္ပစာတွေကိုများထပ်လေ့ကျင့်ပေးသူ့ကြီးပဲတော့မဟုတ်ဘူးပေါ့ရှင်းမှာပြောခဲ့သလို interleave practice နဲ့တခြားပု္ပ္ပစာတွေပါပြီးတော့တွဲပြီးတော့လေ့ကျင့်ပေးပေါ့မှားတတ်တဲ့ပု္ပ္ပစာကိုတော့ပုံများလုပ်ပေါ့နံပါတ်3 conceptual error သဘောတရားအမှားဘာမေးလို့မေးလိုက်မှန်းကိုမသိဘဲနဲ့မတ်တက်အမှားကြီးနဲ့တုံးပြီးတော့တွက်လိုက်တဲ့အမှားမျိုးပေါ့ဒါကဘာလို့ဖြစ်တာလဲ formula တွေတွက်နည်းတွေကိုတော့တုံးလိုက်တာတော့မှန်တယ်ဒါပေမဲ့မေးထားတဲ့မေးခွန်းနဲ့ဆိုင်တဲ့သဘောတရားတွေကိုတေချာနားမလည်သေးတာကြောင့်ပါဒီတော့ဘယ်လိုပြင်ဆင်ကြမလဲအဓိပ္ပာယ်တွေကိုနားလည်အောင်တေချာပြန်ကြည့်မယ် visualization တွေလုပ်ပြီး concept ကိုပုံနားလည်အောင်လုပ်မယ်ဒီလိုနဲ့ပြင်ဆင်သွားလို့ရတယ်အမှားတွေကဘာလဲဆိုတာသိသွားပြီဆိုရင်တော့ခါကတင်ချာညံ့တာပဲဆိုပြီးကိုယ့်ကိုယ်ကိုအပြစ်မတင်နဲ့အောင်ဘာမှလဲဆိုတာသိပြီဆိုတာနဲ့ပြင်လို့ရတယ်ဒါပေမဲ့ဘယ်လိုမှလဲသိုံနဲ့တော့မပြီးသေးဘူးပြင်ဖို့လည်းလိုသေးတယ်ဒီတော့ဘယ်လိုလုပ်ကြမလဲအားစားတဲ့ပု္ပ္ပစာတွေကိုရားလေးအောင်လုပ်ပြီးချက်ချင်းပြန်တွက်ပါအဲ့ဒီပု္ပ္ပစာနဲ့ပုံစံတူသဘောတရားတူပု္ပ္ပစာမျိုးတစ်ပုတ်နှစ်ပုတ်လောက်ထပ်ပြီးတွက်နိုင်ရင်ပိုကောင်းတယ်နောက်ရက်တွေကြာရင်တော့ review ပြန်လုပ်ပေါ့ဘာကို review လုပ်အောင်လဲဆိုရင်ခုနရေးထားတဲ့ note တွေအမှားပုံစံတွေနဲ့ဒီတိုင်းမဟုတ်တော့မှတစ်ရက်ချာ၃ရက်ချာဖြစ်ဖြစ်တစ်ခါလောက်အဲ့လို space ချပြီးတော့ပြန်လုပ်ပေးပါ okay အဲ့ဒါဆိုရင်တော့မင်းကအခုသင်ချာတွက်ရင်လည်းအမှားရဆိုရင်တော့မှအမှားပုံမှန်ကြီးကအမှန်သွားပြီလို့ပြောလို့ရတာပေါ့ဒီတော့နောက်ဆုံးချက်ကိုသွားလိုက်ကြရအောင်ချောင်းသားတွေနားလည်မှုလွဲနေရဲ့အကြောင်းရင်းတစ်ခုကိုပြောပြမယ်ဘာလဲဆိုတော့ကြိုးစားရုန်းကန်ရတယ်ဆိုတိုင်းတော်လာတာမဟုတ်ဘူးဉာဏ်ရှိရှိရုန်းကန်တတ်ဖို့လည်းလိုသေးတယ်ဘယ်အချိန်မှာလက်လျှော့ရမလဲဆိုတာကိုသိတာအရေးချင်းတစ်ခုပဲအားနည်းချက်မဟုတ်ဘူးအဲဒါကြောင့်မလို့တင်ချပု္ပ္ပစာတစ်ပုဒ်ကိုဘယ်အချိန်မှာလက်လျှော့ရမလဲဆိုတာကိုသိဖို့လိုတယ်တင်ချတစ်ပုဒ်မတွက်နိုင်မဲနဲ့10မိနစ်လောက်ကြာပြီးတော့စဉ်းစားနေရတယ်ဆိုတာဒါကဇွဲကြီးလို့ပဲဒါပေမဲ့မိနစ်60လောက်ဆိုရင်တော့ဒါအချိန်ဖြုံးတာဖြစ်သွားပြီအလဟတ်တက်ပဲဒီတော့လက်လျှော့လိုက်ပြီးတော့အဖြေကိုတနေရာကနေရှာကြည့်မေးကြည့်ပြီးရင်တော့အရှိရပြောခဲ့တဲ့အချက်တွေတိုင်းပြန်လေ့ကျင့်ပေါ့နောက်တစ်ချက်ကဘာကိုပဲလေ့လာတခြားသူတစ်ယောက်ကိုပြန်သင်ပေးနိုင်မယ်ဆိုရင်ဒီအရာကိုမင်းကတေချာသဘောပေါက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲဒီလိုလုပ်တာကို Feynman technique လို့ခေါ်တယ်ရိုးရိုးရှင်းရှင်းနဲ့ရှင်းပြနိုင်ဖို့ဆိုရင်ဒါကိုမင်းကိုယ်တိုင်လည်းတေချာသဘောပေါက်နားလည်ထားဖို့လိုတယ်ဒီတော့ concept တစ်ခုကိုပို့ပြီးတော့နားလည်ခြင်းနဲ့ဆိုရင် concept ကိုတကယ်ချင်းကိုပဲဖြစ်ဖြစ် junior ကြောက်ရောက်ကိုပဲဖြစ်ဖြစ်ပြန်ပြီးတော့ရှင်းပြပေါ့တကယ်လူစစ်ဖြစ်နေဖို့လည်းမလိုဘူး programming လုပ်တဲ့အခါမှာ error တက်ရင်ဖြေရှင်းတဲ့နည်းတစ်ခုရှိတယ်အဲ့ဒါကတော့ rubber ducking လုပ်တာပဲဒါကဘာလဲဆိုတော့မင်းတက်နေတဲ့ error ကို rubber ဘဲရုပ်လေးတစ်ရုပ်ကိုတစ်ဆင့်ချင်းပြန်ရှင်းပြပြီးတော့ဖြေရှင်းသွားတာမျိုးဒီလိုရှင်းပြနေရင်လည်းကိုယ်တိုင်လည်းပြန်စဉ်းစားမိပြီးတော့ဘယ်နေရာမှာဖြေရှင်းရမလဲဆိုတာကိုသိသွားတာပေါ့အဲ့ဒီလိုပါပဲတင်ချာကိုလည်းအဲ့လိုအယုတ်တရက်ကိုပဲဖြစ်ဖြစ်စိတ်ကူးရဲ့တကယ်ချင်းကြောက်ကိုပဲဖြစ်ဖြစ်ပြန်ရှင်းပြနေရင်ကိုယ်တိုင်ပို့ပြီးသဘောပေါက်လာအောင်လုပ်လို့ရတယ်ဖြစ်နိုင်ရင်တော့အတန်ထွက်ပြီးရှင်းပြနိုင်တာပိုကောင်းတယ်ဒါပေမဲ့တတိယထားပေါ့တင်ချာတွက်တာများပြီးတော့တယောက်တည်းစကားကြီးပြောနေပြီဆိုပြီးတော့အိမ်ကလူတွေကစိတ်ယုံပို့လိုက်အောင်မယ်နောက်ဆုံးမှကျင်တဲ့အချက်ကတော့တွက်ပြီးသားစာတွေကိုပြီးသွားပြီဆိုပြီးတော့ဒီတိုင်းကြီးပြစ်မထားနဲ့ review တေချာပြန်လုပ် review ဘယ်လိုလုပ်ရမလဲဆိုတာကိုမပြောပြခင်မလုပ်ရမယ့်နည်းတွေကိုအရင်ဆုံးပြောပြမယ်note တွေကိုပြန်ဖတ်တာမျိုးတွက်ပြီးသားပု္ပ္ပစာတွေကြီးပဲပြန်ကြည့်တာမျိုးမလုပ်နဲ့ formula တွေပဲပြန်ကြည့်တာမျိုးလည်းမလုပ်နဲ့ review လုပ်တယ်ဆိုတာ active ဖြစ်နေဖို့လိုတယ် passive recognition လုပ်ရုံနဲ့မရဘူးအမှန်ကန် review လုပ်ဖို့ဆိုရင်နံပါတ်1အမှားတွေကနေစပြီး review လုပ်ရှေ့ပိုင်းမှာပြောပြခဲ့တဲ့ practice စာအုပ်ထဲမှာအမှားတွေရေးထားတဲ့ note တွေကိုစလုပ်ဘာလို့ဒါမျိုးမှားသွားရလဲဆိုတာမျိုးကိုကိုယ့်အကူပြန်ပြီးတော့သုံးသပ်စာအုပ်ကိုပိတ်ပြီးတော့ recall လုပ်စာအုပ်ထဲက note တွေကိုလုံးဝပြန်မကြည့်ပဲခေါင်းစဉ်တစ်ခုရဲ့ concept တွေကိုခေါင်းထဲမှာ recall ပြန်လုပ်နိုင်အောင်ကြိုးစားကြည့် recall လုပ်နိုင်ပြီဆိုပြီးတော့မှစာအုပ်ကိုပြန်ဖွင့်အခုလိုတခြားအားစိုက်ပြီးတော့ retrieval လုပ်တာခေါင်းထဲမှာ long term memory တွေကိုဖြစ်စေပြီးတော့သဘောတရားတစ်ခုကိုပို့ပြီးတော့လည်းမှတ်မိစေတယ်အချိန်တစ်ခုခြားပြီးမှ review လုပ်ရှိသမျှစာတွေအားလုံးကို session တစ်ခုထဲမှာပဲအကြာကြီးနေမှာစုပြုံပြီးတော့မလုပ်နဲ့အဲ့ဒီရဲ့စာအချိန်ခြားပြီးမှလုပ်နေ့တိုင်း review လုပ်နေဖို့လည်းမလိုဘူးခက်တဲ့ဟာတွေဆိုရင်တစ်ရက်နှစ်ရက်လောက်တော့တစ်ခါလုပ်ပြီးပေါ့ဖြည်းဖြည်းချင်းလုပ်ပါများပြီးတော့လဲလာရဲဆိုတဲ့စာတွေကို6ရက်တစ်ပတ်လောက်နေရင်တစ်ခါပြန်လုပ်ပေါ့
ရသွားပြီဆိုရင်လည်းအဲ့ထက်ပို့ပြီးတော့ကြာနေမှ review လုပ်လို့ရတယ်ဒီလိုလုပ်တာကို speed repetition လုပ်တာလို့ခေါ်တယ်မြန်မာလို့ဆိုရင်တော့အချိန်ချပြီးတော့ထက်ကလေ့ကျင့်ခြင်းပေါ့ research တွေပြောင်းပြီးတော့လုပ်ကျောင်းကတင်တာကြီးပဲနားမလည်ဘူးဆိုရင်လည်းစိတ်မညစ်နဲ့အဲ့ဒီ concept နဲ့ပတ်သက်တဲ့ video တွေတခြားကနေရှာကြည့်လို့ရတယ်စာအုပ်ဖတ်ရတာကြရင်လည်းစာအုပ်ထဲကနေကြည့်ပေါ့ရှင်းပြတော်တွေအများကြီးမှာတယောက်တစ်မျိုးနဲ့မို့လို့ရှုပ်သွားမှလည်းမပူနဲ့ဘာလို့လဲဆိုတော့အားလုံးကဒီ concept တစ်ခုတည်းကိုပဲရှင်းပြနေကြတာချင်းကပ်ပုံပဲမတူကြတာရှင်းပြတော်တွေကြည့်ရများနေပြီးတော့နားမလည်သေးဘူးဆိုရင်တော့ကြည့်နေတာကိုခဏရပ်လိုက်ခေါင်းရေးထားပြီးတော့ပြန်စဉ်းစားကြည့် idea တွေတစ်ခုနဲ့တစ်ခုလိုက်ပြီးတော့ connect လုပ်ကြည့်သဘောပေါက်လာလိမ့်မယ်ကောင်းပြီဒီလောက်ဆိုရင်တင်ရှာတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတော်တော်သိသွားတော့ပြီပြန်ပြောရမယ်ဆိုရင်တင်ရှာတော်ဖို့ဆိုရင်ဉာဏ်ကောင်းဖို့လည်းမလိုသလိုပါရမီပါဖို့လည်းမလိုဘူးစနစ်တကျရှိဖို့တော့လိုတယ်ဒီနေ့ပြောခဲ့တဲ့အချက်6ချက်လုံးကိုတင်ရှာမှတ်ထားပြီးတော့ကိုယ်တိုင်လည်းလုပ်ကြည့်ပါသိထားရုံနဲ့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးလိုက်လုပ်ကြည့်ဖို့ကအရေးကြီးတယ်6ချက်တည်းကတစ်ချက်လောက်မှအားနေသွားပြီဆိုတာနဲ့တင်ရှာတိုးတက်မှုကနှေးသွားလိမ့်မယ်ဒီတော့6ချက်လုံးကိုတင်ရှာပြန်ပြီးတော့အသုံးချနိုင်အောင်ကြိုးစားကြည့်ပါဒီလောက်ဆိုရင်တော့ဒီဗီဒီယိုလေးကမင်းတို့တော်တော်လေးအကျိုးရှိသွားလိမ့်မယ်လို့ယုံကြည်တယ်အဲအကြောင်းမို့လို့လည်းအောက်က comment မှာ challenge လုပ်သွားဖို့လည်းမမေ့နဲ့အောင်တလအတွင်းတိုးတက်လာလိမ့်မယ်လို့အာမခံတယ်ဒီတော့နောက်လည်းဒါမျိုးဗီဒီယိုတွေကြည့်ရအောင် channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့အောင်